နေစာကြည့်ဖို့အဓိကအဲ့တော့ဆရာမတို့ဒီနေ့ဘာသွားမလဲဆိုလို့ရှိရင် proposition ဆိုတာသွားမှာနော်အဲ့တော့ proposition ဆိုတာဒီမြန်မာလိုအဓိပ္ပာယ်ကိုဆရာမတို့ဘယ်လိုခေါ်လဲဆိုရင် we bet လို့ခေါ်တယ်ဒါဆိုရင် we bet ဆိုတာဘယ်လိုမျိုးလဲ we bet ဆိုတာကတဲ့သူကနာမ်သို့မဟုတ်နာမ်စာသို့မဟုတ်ကရိယာအဲ့ဒါတွေကိုကျွန်တော်တို့ဆက်ပေးတာဥပမာအချိန်ဆိုရင်အချိန်ကိုဘာလဲဆိုတာကိုဖော်ပြပေးတာနေရာဆိုရင်နေရာကိုဘာလဲဆိုတာကိုဖော်ပြပေးတာအဲ့လိုမျိုးဆက်ပေးတဲ့စကားလုံးကိုဘာလို့ခေါ်လဲ we bet ဆက်ပေးတဲ့စကားလုံးဘာလို့ခေါ်လဲ we bet စပြီဒါဆိုရင် proposition လို့ပဲကျွန်တော်တို့မှတ်မယ်မြန်မာလိုကျွန်တော်တို့တရားသင်တာမဟုတ်တဲ့ကြောင့်မလို့အင်္ဂလိပ်လိုပဲမှတ်မယ်အင်္ဂလိပ်လိုဘယ်လိုခေါ်မလဲ proposition အဲ့တော့ proposition မှာသုံးတဲ့နေရာ၄ခုရှိသုံးတဲ့နေရာဘယ်နှခုရှိ၄ခုရှိပထမတစ်ခုက place တဲ့ place ဆိုတာဘာလဲနေရာတစ်ခုဘယ်နေရာမှာလဲဘယ်နေရာမှာလဲဒါကိုညွှန်းကျင်တယ်ဆိုရင်ကျွန်တော်တို့က place ကိုသုံးတယ်အဲ့တော့ place ဆိုတာဒီ in လေးစမယ်မြန်မာလိုလေးပြောပါအောင် in ဆိုတာဘာလဲအထဲမှာ in ဆိုတာဘာလဲအထဲမှာ on ဆိုတာဘာလဲအပေါ်မှာဒါလေးတော့သိဖို့လိုပါတယ်အပေါ်မှာ 88မှာအဲ့မှာ ATS ဆိုတာဒီနေရာအတိအကျကိုကျွန်တော်တို့ပြောချင် ATS လေးနဲ့သုံးတယ်နော် ATS ဆိုတာဗာလဲနေရာအတိအကျကိုညွှန်းချင် ATS နဲ့သုံးနောက်တစ်ခု enter အောက်မှာသိဖို့လိုပါတယ်ဒီတွင်းအလဲကြားဂျားမှာတို့မဟုတ်အလဲနှစ်ခုရဲ့ဂျားမှာပြီးတွင်းလို့သုံးမှာနော်ဟုတ်လား beside ဘေးမှာအဲ့တော့ပြန်ပြောပါမယ်in on at under between beside ဟုတ်ပြီအဲ့တော့ကျွန်မကဒီ place နဲ့သက်ဆိုင်တဲ့ကျွန်တော်ပြောမယ်ကျွန်မကို sentence လေးစောက်ပေးဟုတ်ပြီနော် sentence လေးစောက်ပေးငါကရန်ကုန်မှာသူတို့ကမန္တလေးမှာဒါပဲဟုတ်လားငါတို့ရဲ့အိမ်ကဘန်နဲ့ shopping mall ခြားထဲမှာ Our house is between the supermarket and the bank. Between နဲ့သုံးရင်ကျွန်တော်တို့ and လေးနဲ့သုံးရမယ်ဟုတ်လားစမစ်တယောက်တည်းပဲကျွန်မကိုစောက်ပြအောင်ငါအမေကနေပြီးတော့မှာ My mother is in Namibia. Very good ဒါပဲရနော်အဲ့တော့လွယ်လောက်ခဲ့လားလွယ်လေးနော်လွယ်လေးနော်ဟုတ်လားအဲ့တော့နေရာကိုညွှန်းချင်ရင်ဒီစကားလုံးလေးသုံးရတယ်အများကြီးရှိသေးတယ်ဒါဆရာမကဟိုလွယ်တာလေးတွေပဲအရင်သွားအောင်မနော်ဟုတ်လားအဲ့တော့ပြန်ပြောမယ် place ဆိုတာဒီပါလဲအထဲမှာအဲ့တော့နေရာကိုညွှန်းတာအပေါ်မှာကဲဒါဆိုရင်ကြောင်လေးရခုံပေါ်မှာဟိ